အားလုံးပဲမင်္ဂလာပါခင်ဗျာဒီမှာကမိုးကလည်းတပတ်လောက်ရှိပြီမပြတ်တာမိုးအေးနဲ့လက်ဖက်မဲ့ဝက်နံယူချင်းဆက်ကလေးချက်ဆောင်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ဝက်နံယူတွေကိုနည်းနည်းမင်းအယိုးလေးထည့်မယ်ငရုတ်ကောင်းလေးထည့်မယ်ပြီးရင်အတွက်ရောင်အတွက်ကတော့ပဲငံပြားရဲ့နောက်ကလေးထည့်မယ်စားထည့်မယ်ပြီးရင်တော့ရတာတွေစိတ်ဝင်တော့တဲ့အထိနေပေးပါမယ်သူ့ကိုအစင်းသင်းပြုတ်လောက်ထားတဲ့ကျွန်တော်ရေနွေးထဲမှာထည့်ပြီးတော့ပြုတ်မှာဖြစ်ပါတယ်ပြီးရင်တော့ဖုံးလေးအုပ်ထားပါမယ်ရှင်ဆက်နှစ်ပြုတ်လို့ဖို့အတွက်တော့ကျွန်တော်နန်းနန်းမင်းစပလင်ပဒဲကောမြေသီးစိန်စက်သွန်မြူတို့ကိုကျွန်တော်ကျိတ်ဆက်ထဲမှာထည့်ပြီးတော့ကျိတ်မှာဖြစ်ပါတယ်ကျိတ်လို့ရလာတာလေးကိုတော့ခဏလေးပေးဖယ်ထားပါမယ်အခုဝက်နံရိုးအတွက်ကျွန်တော်ရှောက်ရွက်ကလေးအနည်းငယ်ထည့်ပါမယ်အနံ့လေးမွေးတော့မှာပါဝက်နံရိုးပြုတ်ထဲကိုကျွန်တော်မများကြီးနည်းနည်းထည့်ပါမယ်ရတာလေးပိုးကောင်းတော့လို့ပါပြီးရင်တော့ရှောက်ရွက်ကလေးတွေကိုကျွန်တော်ဆယ်လိုက်ပါမယ်ဘာလို့လဲဆိုတော့ကြာထားရင်ခါသွားမှကြောက်လို့ပါစပြီးတော့ကျွန်တော်အရသာဆက်ဖို့လုပ်ပါမယ်ခင်ဗျာတမယာသီးလေးတွေလှိထားပါမယ်ပြီးရင်တော့ချင်ဆက်နှစ်အတွက်ပထမဆုံးတကြားရင်ထည့်ပါမယ်ခင်ဗျာပဲငမြာကြီးထည့်ပါမယ်စားထည့်ပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်ဆင်းသင်းလှိထားတဲ့တမယာသီးလေးတွေညှစ်ထည့်မှာဖြစ်ပါတယ်ခင်ဗျာချင်းဆက်ဆက်ရတာလေးကြိုက်တဲ့အတွက်ကျွန်တော်တမယာသီးရဲ့ငရေသီးစိမ်းရဲ့ကိုကဲထည့်ထားပါခင်ဗျာရတာထည့်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်ဝက်ပြုတ်ရည်လေး2ဆွန်းလောက်ထည့်မှာဖြစ်ပါတယ်ရတော့ပြီဆိုတော့ကျွန်တော်နှမ်းဆက်အောင်နေပါမယ်ခင်ဗျာနည်းလေးကတော့မွေးနေပါမယ်ခင်ဗျာဝက်နံယူလဲလူကြီးဖြစ်တဲ့အတွက်ကျွန်တော်စပြီးတော့လည်းအနေမှာထည့်ပါအောင်ခင်ဗျာခုဆိုရင်တော့တကယ်ကိုလွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းနဲ့အိမ်မှာအလွယ်တကူချက်ပြုတ်စားလို့ရတဲ့ဝက်နံယူချင်းစံဟင်းလေးရရှိသွားပြီဖြစ်ပါတယ်။ရာသီဥတုနဲ့လည်းကိုက်ညီတဲ့ကြွင်းလဲတွေ့စီမဲ့ဝက်နံယူချင်းစံဟင်းလေးပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။